င်္ဂလာပါရှင်ညီမကတော့ချန်တာရောဘေးရဲ့ချမ်းချစ်ပါရဲ့ညီမကဒီဘောနော်ရှိဘက်ကတင်နေရတဘောမီရင်တရားရကိုပါပြောချင်နေလဲဒါလေးကတော့ပိုင်တူးလေးပေါ့နော်ဘာပြောချင်နေလဲဆိုလို့ရှိရင်ငွေလေးအရင်ရအောင်ဒီလာထဲမှာငွေကန်တက်နေတဲ့သူလေးညီမမြင်နေငွေကန်လေးလည်းကောင်းနေငယ်ချားသွားဖို့လာဖို့စီစဉ်နေတဲ့လူတွေလည်းဒီမှာမြင်ရရဲ့နောက်ပြီးဒါပေမဲ့သွားဖို့လာဖို့စီစဉ်နေရဆိုပေမဲ့တားဆီးရမျိုးတွေပိတ်ပင်တာမျိုးတွေလည်းနည်းနည်းမြင်နေရမကွာသွားဖို့လာဖို့အကုန်လုံးကြာနေပြီဒါပေမဲ့မသွားပါနဲ့တော့မိသားစုတော့လည်းကောင်းအလောက်ကိုင်းတော့၎င်းတစ်ခုခုနဲ့စွဲထားတာကိုခံနေရတဲ့သူရဲ့ energy မျိုးရတယ်။ငွေကြီးလေးကတော့ဒီလူတွေကအဆင်ပြေ။ငွေကြီးကန်လေးတော်တော်တက်နေကြတယ်။ Hammer energy နဲ့ The Wall ရဲ့ energy ရနေတာဖြစ်တဲ့အတွက်ကြောင့်ကောင်းမွန်တဲ့အရာဝတ္ထုတွေတင် जा ရေးကောင်းမွန်တဲ့တင် जा မှုတွေလူအရာဝတ္ထုတွေကိုစုပြုံမရောက်ရှိနေတယ်။နောက်တစ်ခါကျတော့တခုခုကွာအစ်စ်တစ်ဖန်ပြန်လည်စတင်လာပြီးကိုယ့်ရဲ့ဘဝထဲမှာအစ်စ်တစ်ဖန်ပြန်လည်ရောက်ရှိလာပြီးဒီရာဝတ္ထုကမဖြစ်မနေဆိုရရာဝတ္ထုရတော့မဟုတ်ဘူးကွာဒါပေမဲ့အစ်စ်တစ်ဖန်နေနဲ့ကိုယ့်ဘဝထဲမှာဖြစ်တည်လာရဲ့မင်းပြန်လည်စတင်ပြီးမကိုအရင်ပင်ပန်းခဲ့တဲ့အခြေအနေတခုဒါမှမဟုတ်ကိစ္စတစ်ခုကိုကွာအရင်ရုံးကန်ခဲ့ရအနေထားတခုဆိုလို့ရှိရင်ရုံးကန်ခဲ့အနေထားကနေရက်သွားပြီဟုတ်ပြီအရှိကိုသွားရတော့မယ်အရှိကိုဆက်လုပ်ရတော့မယ်အရှိကိုသွားမယ်ဆိုရက် planning လုပ်ဖို့အတွက်ရာဝတ္ထုလမ်းတစ်ခုခင်းနေပေါ့နော်ကိုကဒါမှမဟုတ်ကိုယ့်စိတ်ကဒီချိန်နေမျိုးမှာငါတခုခုမှရက်တဲ့နေရလားလို့တွေးလို့ရှင်မဟုတ်မင်းအနားယူနေရတာမင်းအရင်ပင်ပန်းခဲ့ရာဝတ္ထုတော့မင်း relax ယူနေရဆိုရက် energy မျိုးရရဲ့ကိစ္စတစ်ခုခုကိုစောင့်ဆိုင်နေတဲ့သူတွေဆိုလို့ရှိရင်ညီမတို့နောက်၄ပတ်ပေါ့နော်ဒီညီမတို့9လပိုင်းအကုန်လောက်ဆိုလို့ရှိရင်တိတာတဲ့ result လေးတစ်ခုရရှိလာလိမ့်မယ်ဒီတစ်ပတ်ဒီ9လပိုင်းဒီပတ်ပြီးလို့နောက်ဒုတိယပတ်လောက်ဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စ blessing ကောင်းကောင်းနေရရှိလာဖို့ energy မျိုးတွေရတယ်မသာမေရိုကာလီ energy မျိုးလည်းညီမနည်းနည်းရနေရမေရိုရဲ့စောင့်ရှောက်ခြင်းမေရိုရဲ့protection ပေးရဲ့အရာဝတ္ထုကိုညီမဒီမှာခံစားမိနေတယ်အဓိကကတော့ငွေကြေးနဲ့ပတ်သက်ပြီးပူလောင်နေရတယ်ဆိုလို့ရှင်တော့ just အပူလောင်နေတော့လုံးဝအကုန်လုံးကောင်းပြီလို့တော့ပြောရှင်တယ်ဒီပိုင်းလေးမှာဒူတော့ပြောကြမှာမရှိဘူးဒါပေမဲ့ညီမက energy စစ်တဲ့ဟာလေးကိုပါတစ်ချက်ကြည့်ပေးမယ်အဲ့ဒီကက်ကလေးကိုပါဒီပိုင်းအောင်ဒီကပြောချင်တာကတော့မိသားစုဝင်နေနေရတော့နည်းနည်းတိတ်စကားပြောတာအစင်ပြေ energy မျိုးလေးတော့ရှိရဒါပေမဲ့ထားလိုက်ပါဒါခဏနေလောက်တိတ်မကြခင်ချိန်လောက်ဆိုလို့ရှင်ပြီးသွားမှာတက်လားဒီ9လပိုင်းကျော်လို့ရှင်ပို့ပြီးကောင်းလာမယ် energy မျိုးလေးရနေဟုတ်တယ်အတွေးပိုင်းဆိုင်ရာလေးနည်းနည်းပြောင်းမေးပေါ့နော်ဒီမှာကပြဿနာကတော့မရှိတာမဟုတ်ပြဿနာတွေရရှိရဒါပေမဲ့ပြဿနာကိုဖြေရှင်းနိုင်မယ်ဆိုတော့ယုံကြည်ချက်လေးရောထားစီခြင်းနဲ့အဲ့လိုဆိုစိတ်တက်လေးနည်းနည်းကြာနေ energy မျိုးလေးရရှိရညီမကပို့ပြီး positive ဆန်တဲ့ energy point ကိုရနေဒါပေမဲ့ဒီနားထောင်နေတဲ့လူကလည်း negative point တွေများချင်များနေလိမ့်မယ်အဲ့ရဝတ္ထုလေး short ချငါအကောင်းဆုံးလုပ်နိုင်နေဒီရဝတ္ထုငါအကောင်းဆုံးဖြေရှင်းနိုင်နေဆိုရဲစိတ်နဲ့နေထိုင်ပြီပေါ့နော်အဆင်ပြေသွားမှာပါအရာတို့ကောင်ကငိုရှင်လဲငိုချလိုက်အဆင်ပြေဆိုလို့ရှင်လဲလွှတ်ချလိုက်ဘာဖြစ်လဲလူစွာအားလုံးကစိတ်တက်ကြတဲ့အချိန်လေးရှိရယ်စိတ်တက်တဲ့အချိန်လေးရှိတတ်တာပဲလေနော်ကဲဒီပိုင်လေးကတော့ဒီလောက်ပါပဲညီမရဲ့ပိုင်လေးကိုနားထောင်မိရတဲ့အတွက်တဝူတယောက်ချင်းအောင်ကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတာရလာပိုင်လေးလေးမျိုးပိုင်ဆိုင်နေ